transparent ပစ္စည်းကို background ဘယ်လိုဖြတ်ကြမလဲ Okay Infinity Creative Center ပြန်လည်ကြိုဆိုပါတယ်ဒီနေ့မှာတော့ transparent ပစ္စည်းတွေဖြစ်တဲ့ဒီ panquat တို့ plin တို့ပေါ့နော်ဒီ transparent ပေါက်အောင် background ကိုဘယ်လိုဖြတ်ရမလဲဆိုတာကို tutorial video လေးနဲ့တော့အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်Okay transparent tutorial လေးအတွက်ကျွန်တော်ဒီမှာ file လေးတစ်ခုပြင်ဆင်ပေးထားတယ်ပေါ့ဒီဘက်မှာပါလဲဆိုလို့ရှိရင် background တွေရပါတယ်ပေါ့နော် background ပါတယ်ပြီးလို့ရှိရင်အပေါ်မှာကျွန်တော်တို့ transparent လုံးဖောက်မယ်ဒီဖန်ခွက်ပေါ့ဖန်ခွက်တစ်ခုရှိရပြီးလို့ရှိရင်သူ့ရဲ့ပေါ်မှာဒီ background ဖြတ်ပြီးသားဖန်ခွက်လေးတစ်ခုရှိရပေါ့ဆိုတော့ကျွန်တော်ဒီဖန်ခွက်ကြီးကိုတော့ကျွန်တော်တည်တံ့ရင်ပန်တူးနဲ့လှီးပြီးတော့background မဖြတ်ပြတော့ဘူးပေါ့နော်ဒီလောက်တော့ကိုယ့်ဟာကိုယ်ဖြတ်တတ်မယ်လို့ထင်တယ်ပေါ့ဗီဒီယိုရမ်းရှည်သွားမှာဆိုလို့ကျွန်တော်ဖြတ်တော့ပြမနေတော့ဆိုတော့ကျွန်တော်တရားလေးကိုသက်စီမိတ်ထားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအပေါ်ကောင်ကိုစာပြီးတော့ပြင်ကြမယ်ပေါ့ဆိုတော့ကျွန်တော်တို့ကဒီကောင်ကို control J နဲ့အပေါ်ကို duplicate ၄ခုပွားလိုက်မယ် duplicate ၄ခုပွားလိုက်မယ်ပြီးလို့ရှိရင်ပထမဆုံးတစ်ခုကကျတော့ကျွန်တော်တို့ကဘာအတွက်သုံးပါလဲဆိုတော့အရင်ဆုံးအထက်ထဲက liquid အတွက်သုံးပါဖြစ်တဲ့အတွက်ကျွန်တော် liquid လို့သူနာမည်လေးချိန်ထားလိုက်မယ်ရုပ်ပြပြီးလို့ရှိရင်ကျွန်တော်တို့ဒုတိယကောင်ကဘာလဲဆိုတော့ highlight ကျွန်တော်တို့က transparent လုပ်မယ်ဆိုရင် highlight လို့တယ်ပြီးရင်သူ့ထဲမှာပါတဲ့ပါဝင်ပစ္စည်းလို့တယ်ပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ shadow လို့တယ်ပေါ့ဒီနောက်ဆုံးတစ်ခုကတော့ cat shadow ပေါ့နော်cat shadow ဆိုတာကကျွန်တော်တို့ကသူ့ original ပုံမှာဒီမှာကြာပြီးသားအရေးပေါ့ကျွန်တော်ဒီအရေးလေးကိုလိုချင်တဲ့အတွက်ကျွန်တော်ဒီ cat shadow ဆိုတဲ့ဟာကိုတတ်ထပ်ထည့်ထားတာပေါ့တကယ်လို့ကိုက shadow ကိုမဟုတ်ဘူးကိုပဲလှုပ်ချင်တယ်ကိုစိတ်တိုင်းကြပဲကိုပြင်ချင်တယ်ဆိုလို့ရှိရင်เนาะဒီဟာကိုမထည့်ဘဲနဲ့ duplicate မပါဘဲနဲ့သုံးလို့ရတယ်ပေါ့နော်အရင်ဆုံးကျွန်တော်ဒီဟာရဲ့အကုန်လုံးညလုံးမှိတ်ထားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်အရင်ဆုံးဘယ်ကစပြင်မယ်ဆိုတော့ကျွန်တော် shadow ကစပြင်မယ်ပေါ့ဆိုတော့ကျွန်တော် shadow လေးကိုညလုံးဖွင့်မယ်ပြီးလို့ရှိရင်သူကအရေးပိုင်းဖြစ်တဲ့အတွက်ဒီပုံရဲ့အရေးပိုင်းဖြစ်တဲ့အတွက်ဒီ blend မှုမှာကျွန်တော်တို့ကအရေးဖြစ်တဲ့အပေါ်ကဒီ၅កောင်ပေါ့ဒီ၅កောင်လေးကျွန်တော် multiply လေးကိုရွှေ့လိုက်မယ်ပြီးလို့ရှိရင်သူ့ကို level လေးနည်းနည်းချိန်မယ်ပေါ့အဲ့တော့ level control L နဲ့ level ပေါက်လေးခေါ်မယ် level ပေါက်လေးခေါ်ပြီးလို့ရှိရင်ကျွန်တော်ကသူ့ရဲ့ဒီ transparent ဖြစ်အနေထားလောက်ကိုကျွန်တော်တို့က level လေးနည်းနည်းလိုက်ညှိပေးရဆိုတော့ shadow ဖြစ်တဲ့အတွက်ကျွန်တော်တို့ကနည်းနည်းလေး shadow ဘက်လေးကိုနည်းနည်းလေးတိုးမယ် shadow ဖြစ်တဲ့အတွက် shadow ဘက်လေးနည်းနည်းလေးတိုးမယ်အများကြီးလည်းမဟုတ်ဘူးပေါ့နော်အများကြီးဆိုလည်းအရန်ဟွာသက်သာမယ်နည်းနည်းလေးပဲလိုတလောက်ပဲကိုကထားလိုက်ရင်ရပြီပြီးရင် okay လေးကိုနှိပ်မယ်ပြီးရင် shadow ကိစ္စပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ highlight ကိုတောင်းမယ်ပေါ့ဆိုတော့ကျွန်တော် highlight လေးကိုညလုံးဖွင့်မယ်ပြီးလို့ရှိရင် highlight ဖြစ်တဲ့အတွက်ကျွန်တော်တို့က blend မှုမှာဒီအောက်က၅កောင်နဲ့ကျွန်တော်တို့က screen မှုလေးကိုသုံးမယ်ပြီးရင်သူကအရင်ထင်လို့နေတဲ့အတွက်ကျွန်တော်တို့ control L လေးကိုဖွင့်ပြီးတော့ကျွန်တော် level လေးပြန်ပြီးတော့ line ညှိပေးရအောင်မယ်ဆိုတော့ကျွန်တော်ဒီဘက်လေးကိုနည်းနည်းလေးတိုးပြီးတော့ချမယ်ပေါ့ level လေးနည်းနည်းလေးချမယ်ကိုနောက်ခံ background နဲ့ဘယ်အနေထားလောက်ကပို့ပြီးတော့အနေတင့်တော်မလဲ relative ကိုဆန်မလဲဆို